Daily vlog. အားလုံးပဲမင်္ဂလာပါဒါလေးကတော့အဲ့ရထားလာပဲဖြစ်ပါတယ်ရီချိုးပြစပါမယ်ကဲအရင်ဆုံးဒါကတော့သွားတိုက်ပါမယ် close up နဲ့သွားတိုက်တယ်ပေါ့နော်ဒါလေးကတော့ကောက်လျှော်ရည်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ပေါင်းသီးလေးပဲဖြစ်ပါတယ်ဒါလေးကတော့မျက်နှာတစ်စီးပေါ့နော်ဒါလေးကတော့ဆက်ပြဒါကတော့ခေါင်းမုတ်ပါတယ်ခေါင်းလေးကိုတိချာလေးမှုတ်ပေးရတယ်ပေါ့နော်ပြီးရင်တော့အင်ကြီးလဲပါတယ်ဒါလေးကတော့ outfit ချက်လေးပါတော့ကြီးကတော့တကယ်မချိတ်ဝါပါဘူးအလားတက်ပြတာပါယူဂီပါမှန်ပါဘီပါပါတဲ့ဟာလေးပေါ့နော်ဒါမှာပေါ့နော်အိမ်လေးလုပ်ပေးတာလေလာဒါတကားပိတ်ဖို့တကားဖွင့်ဖို့မေ့နေလို့တကားဖွင့်ပါမယ်ကဲပြီးကြရင် fit lotion လေးလိမ့်ပါမယ်ကဲ fit lotion ကတော့ဂွန်ဘီယာ fit lotion လေးပဲဖြစ်ပါတယ်အခုကတော့လိမ့်နေရပဲဖြစ်ပါတယ်ရုပ်ကြီးကတော့စူပေါင်းနေလို့တိခတ်မေးပါမလိမ့်ပါတယ်โอเคပါလိမ့်ပါတယ်တိချာပုတ်တယ်နှစ်ဖူးတွေပါကြံခဲ့လို့နှစ်ဖူးတွေကိုတိချာပုတ်ပေးလိုက်တယ်နော်ကဲပြီးကြရင်တော့တနခါလိမ့်ပါမယ်မှာပေါ့နော် mirror safi လေးပေါ့နော်ကဲတနခါမသွင်းနိုင်လို့ရွှေဘီနာတနခါလေးပဲလိမ့်လိုက်တယ်မတွေးချင်တကယ်တော့နေရာဒီမှာအမြင့်တော့ပိုအေးတာကဲဒါလေးကလိမ့်ပြီးသွားပါပြီလားဆိုတာ comment မှာရေးခဲ့ပါအော်လူချင်းလိုက်မမေးနေရဒါလေးလိမ့်ပါမယ်လူချင်းကတော့ဒါကတော့ဗောနော်အောင်စီပေါ့နော်ကာတင်ထရီမလောက်တဲ့တွေအတွက်ပဲလို့ပါတယ်ကောင်းမလျှော်တဲ့နေ့ကျရင်အဲ့ကောင်းလိမ့်စီလေးလိမ့်ပါတယ်ကဲဒါလေးကတော့ခေါင်းဖိနေပါတယ်အပေါ်တရောအောက်တရောဖီးပါတယ်လိမ့်လို့မရလို့လက်နဲ့ပဲလိမ့်လိုက်ပါတယ်ဒါလေးကတော့ OEC ရေမွေးလေးစွတ်ပါမယ်ဒီတော့ကတော့ baby bright ရေမွေးလေးသုံးပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့မာရာရဲ့နှခမ်းလေးလေးပဲဖြစ်ပါတယ်သူကဆိုပြီးဝိုင်းပူပါတယ်ကဲအားလုံးပြီးသွားပါပြီဘိုက်စားလို့ဆိုပြီးတော့မိုင်းတဘူးတောက်ပါမယ်မိုင်းတဘူးတောက်အောင်နဲ့ဘိုက်ပြေးတာကျမရဲ့ဘွားဘေးကံမှာကဲဒါကတော့